ဇပင်ဖြူနေတဲ့သူတွေဆိုလို့ရှင်တော့ဒါလေးတစ်ချောင်းကတော့မဖြစ်မနေကိုမှစောင့်ထားတဲ့ပါတယ်ဆေးဆိုးတယ်ဆိုတာကနှစ်ပတ်သုံးပတ်လောက်ကြာတာနဲ့အဖြူလေးတွေကပြန်ထွက်လာတဲ့အပြင်အဖြူထွက်နှုံးကပို့ပြီးတော့များတာဖြစ်တဲ့အတွက်စိုးစေးနဲ့ဓာတ်မတဲတဲ့သူစိုးစေးရဲ့ဘေးရွက်ဆူကြိုးကိုကြောက်တဲ့သူတွေဆိုလို့ရှင်တော့ဒါလေးတစ်ချောင်းကတော့မဖြစ်မနေကိုစောင့်ထားတဲ့ပါတယ်အီတလီနည်းပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ရေဆိုးချွေးဆိုးခံတာဖြစ်တဲ့အတွက်ဘဲသွားလဲတဲရတာအဆင်ပြေပါတယ်ရှင့်အယောင်လေးကအညူလေးနဲ့အနက်ဆိုပြီးတော့နှစ်မျိုးရှိတယ်အညူရောင်လေးကတော့လူကိုပို့ပြီးနုပြိုသွားစေတဲ့အပြင်ကိုယ့်ရဲ့မျက်နှာလေးကိုပို့ပြီးတော့လင်းသွားစေတာဖြစ်တဲ့အတွက်အများကြိုက်ကြတာကတော့အညိုရောင်လေးပါပဲရှင့်ဒါကြောင့်မို့လို့ကိုကြိုက်နေဇပင်ဖြူနေတဲ့သူတွေဆိုလို့ရှင်တော့ဒါလေးတစ်ချောင်းကတော့မဖြစ်မနေကိုမှစောင့်ထားတဲ့ပါတယ်ဆေးဆိုးတယ်ဆိုတာကနှစ်ပတ်သုံးပတ်လောက်ကြာတာနဲ့အဖြူလေးတွေကပြန်ထွက်လာတဲ့အပြင်အဖြူထွက်နှုံးကပို့ပြီးတော့များတာဖြစ်တဲ့အတွက်စိုးစေးနဲ့ဓာတ်မတဲတဲ့သူစိုးစေးရဲ့ဘေးရွက်ဆူကြိုးကိုကြောက်တဲ့သူတွေဆိုလို့ရှင်တော့ဒါလေးတစ်ချောင်းကတော့မဖြစ်မနေကိုစောင့်ထားတဲ့ပါတယ်အီတလီနည်းပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ရေဆိုးချွေးဆိုးခံတာဖြစ်တဲ့အတွက်ဘဲသွားလဲတဲရတာအဆင်ပြေပါတယ်ရှင့်အယောင်လေးကအညူလေးနဲ့အနက်ဆိုပြီးတော့နှစ်မျိုးရှိတယ်အညိုရောင်လေးကတော့လူကိုပို့ပြီးနုပြိုသွားစေတဲ့အပြင်ကိုယ့်ရဲ့မျက်နှာလေးကိုပို့ပြီးတော့လင်းသွားစေတာဖြစ်တဲ့အတွက်အများကြိုက်ကြတာကတော့အညိုရောင်လေးပါပဲရှင့်ဒါကြောင့်မို့လို့ကိုကြိုက်